အင်မော်ရင်ကိစ္စမဖုံးနိုင်မဖိအောင်ဝမ်းသာလုံးစွန့်နေတဲ့ကာနာချိုအားလုံးပဲမင်္ဂလာပါဗျာ YGN ထေတန်စပေါ့ကနေပြန်လည်ကြိုးလိုက်ပါရင်မန်ချက်တက်ကသူတို့ရဲ့နီးပြရိုဘင်အင်မော်ရင်ကိုယာရုကနေထုတ်ပယ်လိုက်တဲ့ကိစ္စဟာဘောလုံးပရိသတ်တွေကြားမှာအကောင်းအဆုံးညှင်းခုန်ဝေဖန်စရာကိစ္စတစ်ခုဖြစ်လာပါရင်အင်မော်ရင်ယူနိုက်တက်ကိုထေတန်ပြန်ရောက်လာအောင်ကူညီပေးနိုင်မယ့်နီးပြလို့ယူဆပြီး iOS ကတေချာရွေးချယ်ထားတာပါဒါပေမဲ့စနေလအကြာမှာရင်အင်မော်ရင်ရဲ့ယူနိုက်တက်နီးပြဘွားကလည်းရပ်တန့်ခဲ့ရပါရင်အင်မော်ရင်ကိုထုတ်ပယ်ရတဲ့အကြောင်းရင်းကတော့အပြောင်းရွှေ့ကာလမှာ United ဘုတ်ဖွဲ့ကကစားမအသစ်မခေါ်ပေးတာနဲ့ပတ်သက်ပြီးအင်တာဗျူးမှာပြင်းပြင်းထန်ထန်ဝေဖန်လိုက်တာအကြောင်းဖြစ်ပါတယ်။ဒါပေမဲ့အင်မော်ရင်ရဲ့ကန်ချမာကိုတနင်္ဂနွေပရိသတ်တွေထက်တောင်ဝမ်းသာနေသူတယောက်တော့ရှိနေပါတယ်။မန်ချက်နယ်တက်အကယ်ဒမီထွယ်လေးအလန်ချန်တိုကာနာချိုဟာ United ရဲ့အနာဂတ်လေးဖြင့်သတ်မှတ်ခံခဲ့ရသူပါ။ဒါပေမဲ့ကာနာချိုကအင်မော်ရင်လက်ထက်မှာနီးပြတဲ့အဆင်မပြေဖြစ်ပြီးအသင်းကနေဖယ်ထုတ်ခံလိုက်ရပါတယ်။ယောပါလိဖိုင်နယ်မှာကင်မရာတွေရှေ့အခြေတင်ဖြစ်ခဲ့ကြတဲ့အင်မော်ရီနဲ့ဂါနာချိုဟာဘလို့မှညှိနှိုင်းမရတော့ပဲအင်မော်ရီကဂါနာချိုကိုမင်းကိုခေါ်မဲ့အသင်းရှင်ကန်ကောင်းလို့ပြောရင်အသင်းသစ်ရှာထားဖို့ပြင်းပြင်းထန်ထန်ပြောခဲ့ပါတယ်။ဂါနာချိုကနေရာဒီမှာချင်းစီကိုရောက်ရှိသွားခဲ့ပြီးပွဲထွက်ကစားမတယောက်ဖြစ်လာပါတယ်။ဂါနာချိုကအခွင့်ကြုံတိုင်းမန်ချက်စတာကနေထွက်လာခဲ့တာနောက်နားမရအကြောင်းကိုလည်းပြောတတ်ပါသေးတယ်။အပြောင်းရှိဆရာကြီးဖာဘီစီယိုရိုမာနိုကရိုဘင်အင်မော်ရီထုတ်ပယ်ခံရကြောင်းသတင်းရေးသားထားတဲ့ post ကိုဂါနာချိုကထိတ်ဆုံးကနေ react ပေးထားပါတယ်။ပရိသတ်တွေကဒါကိုတွေ့တဲ့အခါဂါနာချိုတယောက်အင်မော်ရင်ပေါ်ထားတဲ့အမုန်းတရားတွေကိုခုချိန်ထိမဖြောင်းနိုင်သေးဘူးလို့ဝေဖန်နေကြသလို professional မဆန်မဲမဖုံးနိုင်မဖိနိုင်ဝမ်းသာနေတယ်လို့လည်းပြောဆိုနေကြပါတယ်။တချို့ကတော့မတော်တဆချင်းစီနီးပြားအသေးဖြင့်အင်မော်ရင်ရောက်လာရင်ဂါနာချိုတော့နားကားတော့မှာပဲလို့လည်းကြိုတင်နမိတ်ဖတ်နေကြပါတယ်။ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်။